အခုကျွန်တော်တင်ဆက်ပေးမှာကတိညလန်တွင်ရွာကနမ်းမေနှင်းအပိုင်းနှစ်ဖြစ်ပါတယ်ခင်ဗျာစာရေးမောင် AI ဖြစ်ပြီးတင်ဆက်ပေးသူကတော့ကျွန်တော်တီဟာပဲဖြစ်ပါတယ်ခင်ဗျာဝမ်တွင်းကဝေရှင်နမ်းမေနှင်းအပိုင်းနှစ်အလင်းရဲ့ရွေးချယ်မှုနမ်းမေနှင်းမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတောထဲကလေးတစ်ချက်ဖြည်းဖြည်းတိုက်လာနေတယ်လအလင်းကတစ်ပင်ကြီးတွေကြားကနေထိုးဝင်လာပြီးမြေပြင်ပေါ်မှာအရိပ်တွေလှုပ်ရှားနေတယ်သူမနှလုံးခုန်တန်ကိုသူမကိုယ်တိုင်ကြားနေရတယ်ငါဒီမှာဘာလာလုပ်နေတာလဲသူမလက်ကိုကြည့်လိုက်တယ်အရင်လိုပဲဖြစ်နေတယ်ဒါပေမဲ့လက်ဖွားအလယ်မှာမျက်စိနဲ့မမြင်လောက်တဲ့အလင်းလေးတစ်စင်းလှုပ်နေတယ်လို့ခံစားရတယ်နမ်းမေနေမထိခိုက်ဘူးဆိုတာသိပေမဲ့စိတ်ထဲမှာထူးဆန်းတဲ့အာယုံတစ်ခုရှိနေတယ်တောထဲကတရွက်တန်တွေပြန်ကြားလာတယ်သူမခြေလမ်းနောက်ဆုတ်လိုက်တယ်အိမ်ပြန်တင်ပြီနမ်းမေနေလှည့်ပြီးရွာဘက်ကိုရှောက်သွားတယ်တောထဲကလမ်းကမှောင်နေတယ်ဒါပေမဲ့လအလင်းကသူမလမ်းကိုပြသနေတယ်လို့ဖြစ်နေတယ်ဝါတောထဲကနေလေတိုက်တန်ကြားရတယ်တခါတရံမှာအဲ့ဒီတန်ထဲကနေအတန်တစ်ခုလိုကြားရတယ်မကြောက်နဲ့နမ်းမေနေရက်သွားတယ်သူမပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးငါထင်အောင်ထင်မှားနေတာလားသူမစိတ်ထဲမှာအဲ့ဒီလိုပြောပြီးဆက်လျှောက်သွားတယ်ရွာထဲကိုပြန်ရောက်တဲ့အချိန်မှာမိုးလင်းခါနီးနေပြီးကြက်ကောင်းတီးတန်စတင်ကြားလာတယ်နမ်းမေနေအိမ်တကားကိုတိတ်တိတ်လေးဖွင့်လိုက်တယ်အိမ်ထဲမှာအမေအိတ်နေတော့မယ်သူမအတန်မထွက်အောင်အိပ်ယာပေါ်ကိုတက်ပြီးအိတ်လိုက်တယ်ဒါပေမဲ့မျက်လုံးပိတ်လို့မရဘူးသူမစိတ်ထဲမှာအလင်းကိုတွေးနေတယ်အဲ့ဒါဘာလဲနောက်နေ့မနက်မှာရွာထဲကလူတွေလဲရသွားကြတယ်နမ်းမေနင်းလဲအမေနဲ့အတူရေယူဖို့ရွာအောက်ကစမ်းရည်ဘက်ကိုသွားတယ်စမ်းရည်ကတောနားမှာရှိတယ်ရေထဲမှာလအလင်းတောက်နေတယ်လို့နေအောင်တောက်နေတယ်နမ်းမေနင်းရေကိုလက်နဲ့ထိလိုက်တယ်အဲ့ဒီအချိန်မှာရေထဲမှာအလင်းဆက်လေးတစ်ခုပေါ်လာတယ်သူမလန့်သွားတယ်ဟင်းသူမလက်ကိုမြန်မြန်ပြန်ဆွဲလိုက်တယ်ဒါပေမဲ့အလင်းကပျောက်သွားတယ်သူမအနားမှာရှိတဲ့သူမတငယ်ချင်းမသိန်းကြီးကပြောတယ်ဘာဖြစ်တာလဲနမ်းမေနင်းခဏတိတ်နေပြီးပြောတယ်ဘာမှမဟုတ်ပါဘူးဒါပေမဲ့သူမသိနေတယ်အဲ့ဒီအလင်းကသူမနဲ့ဆက်ဆက်နေတယ်ညရောက်လာတဲ့အခါနမ်းမေနင်းအိပ်ယာပေါ်မှာပြန်အိပ်နေတယ်လကပြန်တောက်နေတယ်ပြတင်းပေါက်ကနေလအလင်းဝင်လာတယ်သူမလက်ဖွားကိုကြည့်လိုက်တယ်အလင်းလေးတစ်စင်းထပ်တောက်လာတယ်ဒီတစ်ခါတော့ပိုရှင်းရှင်းမြင်ရတယ်သူမလက်ကိုဖြည်းဖြည်းပိတ်လိုက်တယ်အလင်းပြောက်သွားတယ်သူမပြန်ဖွင့်လိုက်တယ်အလင်းပြန်ပေါ်လာတယ်နမ်းမေနေမျက်လုံးကြီးလာတယ်ဒါငါလောက်တာလားသူမလက်ကိုလေထဲမှာလှုပ်ကြည့်လိုက်တယ်အလင်းကလိုက်လာတယ်အဲ့ဒီအချိန်မှာတောဘက်ကနေလေတစ်ချက်ပြင်းပြင်းတိုက်လာတယ်ဝါတော်တွေလှုပ်ခါသွားတယ်တောနက်ထဲမှာအရေးကြီးတစ်ခုလှုပ်ရှားနေတယ်လို့မြင်ရတယ်နမ်းမေနေနှလုံးခုန်မြန်လာတယ်အဲ့ဒီအရေးကတောထဲကနေရွာဘက်ကိုကြည့်နေတယ်လို့ဖြစ်နေတယ်သူမမသိသေးတဲ့အရာတစ်ခုရှိတယ်အဲ့ဒီအလင်းကသူမကိုရွေးချယ်ထားတယ်ဒါပေမဲ့အလင်းတစ်ခုရွေးချယ်တဲ့အချိန်မှာအရေးတစ်ခုလည်းနိုးထလာတတ်တယ်ဝမ်းတွင်းရွာပေါ်မှာအနေရတစ်ခုနီးလာနေပြီနမ်းမေနှင်းကတော့မသိသေးဘူးဒါပေမဲ့သူမဘဝကမော်လောကတဲကိုတဖြည်းဖြည်းဝင်နေပြီး